မင်္ဂလာပါခင်ဗျာလူသားတွေဘာဖြစ်လို့အဝိစာဝတ်ကြတယ်ခင်ဗျားတို့ဘယ်လိုထင်လဲဗျခင်ဗျားတို့ထင်တယ်လို့ပါပဲအေးမြရဲ့ရာသီဥတုတွေနေတံမိုးတံလေတံတွေကနေကာကွယ်ဖို့မိမိရဲ့ပင်ကိုယ်စရိုက်လက္ခဏာကိုယ်ရည်ကိုယ်သွေးတွေကိုပြဖို့အတွက်လူသားတွေအဝိစာဝတ်တယ်ဆိုတာအလုံးသိပါတယ်ဒါပေမဲ့တခြားဘက်လိမ့်ဆန်မှာအဝိစာချုပ်ဝတ်ကြဘူးဒီထက်ပိုပြီးတော့အရေးကြီးတာလူသားတွေကဘာဖြစ်လို့သူများတွေရှိမှအဝိပလာနေရတော့ရှက်ကြတယ်ဒီနေ့အားကြောင့်ကျွန်တော်ဆွေးနွေးကြမယ်ဗျရှက်ရုံချင်း embarrassment ဆိုတဲ့စကားလုံးရဲ့ရှင်းမြစ်က Portuguese က embara ကနေပြီးဆင်းသက်လာတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ချီနှောင်ခံရခြင်းဒါမှမဟုတ်ရင်ရှုပ်ထွေးစေခြင်းလို့အဓိပ္ပာယ်ရပါတယ်ရှက်ရုံချင်းဆိုတဲ့အဓိပ္ပာယ်ကတော့ချီနှောင်ခြင်းဒါမှမဟုတ်ရင်ဖော်ထုတ်ခံရခြင်းဖြစ်ပါတယ်တိုင်းတာတစ်ခုဒီရှက်ရုံချင်းကခမရခင်ကြီးစရာကောင်းတဲ့သူဒါမှမဟုတ်ဖွင့်လို့နားလည်နိုင်တဲ့သူဒါမှမဟုတ်လို့ရှိရင်စိတ်ချယုံကြည်ရသူဖြစ်ကြောင်းဘာဖြစ်လို့ပြသနိုင်ရတာလဲ။အဝိစာဝတ်ခြင်းကလွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းကျော်တည်းရှိခဲ့တာပါ။အဝိစာကကျွန်တော်တို့ကိုမိုးတံနေတံလေတံအေးတံနေရာနေကာဝယ်ပေးတယ်လို့အစဉ်အလာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတစ်ချို့ကိုပေါ်လွင်စေခြင်းတို့မဟုတ်ကြွယ်ဝမှုအစဉ်အလာကိုပြသတဲ့ဤလန်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့စိတ်ဝင်စားတာအဝိစာရဲ့အခြားသုံးဝင်မှုတို့ဖြစ်တဲ့ရှက်တက်ခြင်း modesty အကြောင်းပြလူသားတွေအဝတ်မပါပဲနေရတာဘာဖြစ်လို့ကြောက်တာလဲကျွန်တော်တို့အဝတ်ပလာနဲ့နေရတာကိုဘာဖြစ်လို့ရှက်တာလဲအထူးသဖြင့်တလိမ့်ဆန်တွေကအဝတ်စားမပါပဲနေတိုင်းတွာလာနေကြတာဗျတလိမ့်ဆန်တွေကအဝတ်စားမပါပဲတွာလာနေကြတာဘာဖြစ်လို့မရှက်ကြတာလဲကဲဒါဆိုလို့ရှိရင်ရှက်ရုံချင်းအကြောင်းနည်းနည်းလေးလေးနက်နက်လေးလေ့လာကြည့်ကြအောင်ဗျရှက်ရုံချင်းဆိုတာစိတ်ဝင်စားစရာကောင်းတဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပြီးတော့အင်မတန်မှလူမျိုးရေးဆန်တဲ့ခံစားချက်တစ်ခုလည်းဖြစ်တယ်ဗျခမရတယောက်နဲ့နေတဲ့အခါဒါမှမဟုတ်ဘယ်သူမှကြည့်မနေဘူးနားထောင်မနေဘူးဆိုရင်ခမရရှင်းုံခံစားမှာမဟုတ်ဘူးဗျဥပမာရေချိုးကန်ထဲမှာတယောက်တည်းကိုလုံးကြီးရေချိုးတာလိုမျိုးပေါ့ဒါကြောင့်ရှင်းုံချင်းဆိုတာလူမျိုးရေးပူးပေါင်းဆောင်ရွက်မှုအတွက်အကျိုးကျေးဇူးများရဲ့အတွက်ကြောင့်မလို့စင်ငယ်ပြောင်းလဲလာတာဖြစ်နိုင်တယ်ဗျလူမျိုးရေးစည်းမျဉ်းတွေကိုချိုးပေါက်မိတဲ့အခါမှာကျွန်တော်တို့ရှင်းုံချင်းကိုခံစားရပါတယ်ဒီလိုမျိုးရှင်းုံချင်းကိုရှောင်ရှားဖို့ကြိုးစားတာဟာအလုံးလူတော့ကပုံမကောင်းမှုဆိုတာနေတိုင်းနိုင်မှုကိုကြီးပေးဖြစ်ပါတယ်ဗျကျမ်းမှာတော့တာမန်အုံတော်များသည့်ရှင်းုံခြင်းကိုခံစားရပါတယ်။အုံတော်ရဲ့နဖူးပိုင်းနဲ့နရင်ပိုင်းရှိအောင်ကျော်ဆဲများပျက်စီးတဲ့အခါမှာတတိမေးလျော်ခြင်းကိုဖြစ်စေပါတယ်။ဒါကြောင့်အတိုင်းအတာတစ်ခုဒီရှင်းုံခြင်းကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါလူမွေးကျွမ်းကျင်မှုနဲ့ပုံမှန်လှုပ်ဆောင်အုံတော်ရဲ့ပုံမှန်လက္ခဏာတစ်ခုဖြစ်ပါတယ်။ထင်ရှားတဲ့စံတမှုတစ်ခုမှဆိုလို့ရှိရင်ပါဝင်သူတွေကိုတုပ်ဆောင်တူဆောင်ပွဲမှာအမှန်များစွာရရှိလို့ချီးကျူးခံရဖို့ကြည့်ရှုစေခဲ့ပါတယ်။တချို့အခြေအနေတွေမှာတရုတ်ဆောင်ကိုအဲ့ဒီအောင်မြင်မှုအတွက်မာနတက်တဲ့ပုံဟန်ဆောင်ခိုင်းပြီးတော့တခြားအခြေအနေမှာဆိုလို့ရှိရင်တရုတ်ဆောင်ကအဲ့သူ့ကိုယ်သူအောင်စိုက်ခံရတာကိုရှက်ရွံ့ဟန်ပြဖို့ညွှန်ကြားခဲ့ပါတယ်။နောက်ပိုင်းအဲ့တရုတ်ဆောင်တွေနဲ့ပါဝင်သူတွေခိန်းတူကစားရတဲ့အခါမှာကျတော့ပါဝင်သူတွေဟာအရင်တော့ရှက်ရွံ့ဟန်ပြရတဲ့တရုတ်ဆောင်တွေနဲ့ပို့ပြီးတော့လူမှုရေးပူးပေါင်းလို့တည်းရှိတာဖော်ဖော်ရွေဆက်ဆံတာတွေ့ရှိခဲ့ရတယ်ဗျ။ဒီတွေ့ရှိချက်မှာဆိုလို့ရှိရင်ရှက်ရွံ့ဟန်ပြရတဲ့သူတွေဟာယုံကြည်စိတ်ချပြီးတော့အတိုင်းဝိုင်းနဲ့ပူအောင်လောက်ကိုင်လို့တော့စံတန်ပြေဝသူများဖြစ်ကြောင်းညွှန်ဆိုနေပါတယ်ဗျ။ကျွန်တော်တို့စိတ်ဝင်စားတဲ့လူတယောက်ကိုကြုံတွေ့တဲ့အခါမှာသူတို့ရဲရွှင်စေရန်ပြောဆိုခြင်းတို့မဟုတ်စိတ်ဝင်စားမှုကိုပြခြင်းဖြင့်ရှမ်းရုံမှုကိုဖြစ်ပေါ်စေရန်မကြာခဏကြိုးစားတဲ့အပြုအမူကိုရှင်းပြနိုင်ပါတယ်။ရှင်းဆိုတဲ့အချက်တရားပိုအားကောင်းတဲ့စိတ်ခံစားမှုတစ်ခုဖြစ်တယ်။ပြီးတော့အချက်တရားရှင်းဆိုတဲ့ခံစားချက်ကျွန်တော်တို့ရဲ့ကိုယ်ကစိတ်ပိုင်းတွေနဲ့ပတ်သက်လာလို့ရှိရင်နောက်တိုင်းရည်ကြည်မှုပါပဲဖြစ်ဖြစ်တခြားရည်ကြည်မှုပါပဲဖြစ်ဖြစ်လူဖွဲ့စည်းတိုင်းလိုမှာတမျိုးတစ်ပုံရှိနေရတဲ့အဲ့ဒီအချက်တရားဟာဒီနေ့ကျွန်တော်တို့မိကုံရဲ့အရင်ကဖြစ်တဲ့ရှက်ရုံမှု modesty နဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ် Havelock Ellis ရဲ့ရှက်မှုစင်ငယ်ဖြစ်စဉ်ဆိုင်ရာရေးသားချက်တွေဟောရတာရအနေငယ်ခင်နောက်ကြနေပေမဲ့လူသားတွေအဝတ်မပါပဲနေရချင်းကြောက်ရွံ့မှုအကြောင်းအချက်နှစ်ချက်နဲ့ဆွေးနွေးထားပါတယ်ပထမအချက်ကတော့အုပ်စုတွင်လိမ်မှုကိစ္စကိုထိန်းသိမ်းရန်ဥပမာတလိမ့်ဆန်များတွင်တွေ့ရတဲ့မိတ်လိုက်ရသည့်မိတ်တင်းစီစဉ်ကဲ့သို့သောလိမ်ဆိုင်ရာအပြုအမူများကိုလူမှုအုပ်စုအတွင်းစနစ်တကျဖြစ်စေရန်ရှက်ရမှုကကူညီခဲ့တယ်လို့သူကရှုမြင်ပါတယ်။နံပါတ်2ချက်ကတော့ယောဂကိုယ်စမှုကိုရှောင်ရှားရန်ဖြစ်ပါတယ်။ရှေးဦးလူသားတွေကမစင်စီချွေးနဲ့အခြားခန္ဓာကိုယ်မှထွက်တဲ့အရည်များနဲ့ဓာတ်ရိုက်ထိတွေ့မှုရှောင်ရှားဖို့အတွက်တဘာဝအတိုင်းကိုယ်ငါအချို့ကိုဖုံးခဲ့ပါတယ်တဲ့။ဒီလိုပြုမှုတွေကတော့ယောဂပုံမှန်များကိုဆက်ချင်မှာကာကွယ်ရန်စင်ငယ်ပြောင်းလဲလာတဲ့
စီဝဗေဒနေကြတုံ့ပြန်မှုတရဖြစ်ပါတယ်စိတ်ဝင်စားဖို့ရမှာဆိုမြောက်ဝင်တဲ့လူဝင်မျိုးတွေဝင်နေမှာတိရစ္ဆာန်များတွင်ဒီလိုပြုမှုမျိုးတွေ့ရှိရခြင်းဖြစ်တာရင်းမှာလူသားများပေါ်တွင်ပေါ်ပေါက်လာသောရှင်းမှုဆိုင်အပြုမှုရဲ့ရှေးဝဆဖြစ်နိုင်တယ်လို့ဇီဝဗေဒရှင်များယူဆကြပါတယ်ဒါဆိုရင်ဖော်ပြပါအချက်နှစ်ချက်ဒီအဝိစာခေတ်မတိုင်မီကလေးကရှိခဲ့ပြီးတော့လူသားများဒီဟူသောကျွန်တော်တို့မျိုးစိတ်တစ်ခုနဲ့သက်ဆိုင်သောအရာများတော့မဟုတ်တော့ဘူးဗျပထမအချက်ကတော့ငင်းဆန်ခြင်းအဓိကအရေးပါမှုအင်္ဂလိပ်လိုကတော့ Friday phenomenon or refusal ဖြစ်ပါတယ် Friday phenomenon ဆိုတာကတော့အသက်ရှူခြင်းကဲ့သို့သောအခြေခံလိုအပ်ချက်ဒါမှမဟုတ်မျိုးဆက်ပြန်ပွားရေးအတွက်အလုံးအရေးပါတဲ့သဘာဝဖြစ်စဉ် refusal ရဲ့အဓိပ္ပာယ်ကတော့လိုက်ပိုင်းဆိုင်ရာညှဉ်းဆန်မှု sexual refusal နဲ့တိရစ္ဆာန်များတွင်မိလိုက်ရသည်၌လိုက်ဖမ်းခြင်းပြေးခြင်း chase and flee အပြုမှုလိုပဲဖြစ်ပါတယ်ခင်ဗျာလိုက်ဖမ်းခြင်းပြေးခြင်း chase and flee ဆိုတာကတော့ရွေးချယ်ပိုင်းဝင်ရှိသူအမကနေပြီးတော့အရင်ဆုံးလက်ခံဟန်ပြယူနောက်တွင်တမင်ရှောင်ပြီးရပုံစံပေါ့လိုက်ဖမ်းသူအထီးအဇွဲရှိရှိနဲ့လိုက်ဖမ်းစေခြင်းအပြင်သူကမိဖက်ဖြစ်ထိုက်ကြောင်းတက်တည်ပြစေခြင်းတာပဲဖြစ်ပါတယ်တဘာဝတရားရဲ့ရွေးချက်ကတော့သူအားနည်းသောမျိုးဗီဇကိုစစ်စစ်ချင်းနဲ့အကောင်းဆုံးမျိုးဆက်ပွားအဖို့ရွေးချယ်နိုင်ဖြစ်ပါတယ်ဥပမာပြောမယ်နှမ်းများတွင်အမအထီးကိုအရင်ဆုံးပြန်ဝဲပြပြီးတော့နောက်တွင်မှဖြက်လက်စွာပြန်ပြေးတဲ့ပုံစံပေါ့အဲ့ဒီခါမှာအထီးကမနာမနေလိုက်ဖမ်းပြီးပြန်နိုင်မှသာမိဖက်အဖြစ်လက်ခံနေရှိပါတယ်လူများနဲ့နှိုင်းခြင်းကြမှာဆိုလို့ရှိရင်လူလောကနိုင်လဲသူဟန်ဆောင်ရင်းဆန်ခြင်းစိတ်ဝင်စားမှုအတော်ဝပြတာခြင်းစတဲ့အပြုအမူများဤတဘာဝဖြစ်စဉ်ယဉ်ကျေးမှုဆိုင်ရာအသွင်ပြောင်းပုံစံများတာဖြစ်ပါတယ်သိပ္ပံနည်းကျအချက်ကတော့ဤအပြုအမူမျိုးကိုမရွေးချယ်ရေးပြုဟာ mate selection strategy အဖြစ်ဇီဝဗေဒပညာရှင်များအမျိုးအစားခွဲခြားထားပြီးတော့မျိုးဆက်တိုးတက်ရေးအတွက်တဘာဝရေးပါတော့ရန်ရတဲ့ကိုယူဆကြပါတယ်။ဒါကြောင့်မို့လူသားများနဲ့ပတ်သက်လာလို့ရှိရင်အဝိစာကိုထူးထူးဆန်းဆန်းဝီရောဒီဖြစ်စေနှမျိုးနှစ်ဆအထက်နှိပ်ပဲဖွင့်နိုင်ပါတယ်။ဒီအချက်ကတော့ခန္ဓာကိုယ်ပုံမထင်ရှားသောကိရိယာအဖြစ်သုံးချတယ်။နံပါတ်2အချက်ကတော့ရှက်မှုတွေဖုံးထားသောအကာအကွယ်အဖြစ်အသုံးချရဖြစ်ပါတယ်။ဒီဝီရောဒီမှာဖြစ်စေမှာဆိုလို့ရှိရင်ဒီကဲ့သို့ဝီရောဒီဖြစ်စေအဓိပ္ပာယ်ဖွင့်လို့ချက်ထားတော့ပြစ်နိုင်ရရှိတဲ့မိဘအားလုံးထံမှာအလွယ်တကူမရရှိစေစီစဉ်ထားခြင်းပုံမမြင်မာတဲ့မျိုးဆက်ရွေးချယ်မှုကိုဖြစ်ပေါ်စေခြင်းလိုပဲဖြစ်ပါတယ်။ဆွဲဆောင်မှုနဲ့ဖုံးဝယ်မှုဝီရောဒီအာယုံစူးစိုက်မှုရစေရန်တင်းကျပ်သောအဝိစာများဖြင့်ခန္ဓာကိုယ်လှပစေရန်ပုံမထင်ရှားစေခြင်းရှင်းမှုပြတ်တတ်ရန်အရေးကြီးသောခန္ဓာကိုယ်စိတ်ပိုင်းကိုဖုံးခြင်းဖြင့်ဤနေရာသည်အလွယ်ကူမရနိုင်ဟူသောအချက်ကိုပြုမှုဖြစ်ပါတယ်။ပါဟူသောအချက်ဖြစ်ပါတယ်။နံပါတ်2ချက်ကတော့မျိုးဆက်ရွေးချယ်မှုဆိုင်ရာအကျိုးကျေးဇူးများပဲဖြစ်ပါတယ်။အဝိစာရဲ့ယဉ်ကျေးမှုဆိုင်ရာကန့်သတ်ချက်များအချင်းပြဝသောမိဖက်များသာချင်းကနိုင်စဉ်စီစစ်ပေးခြင်းပြီးမျိုးရိုးဗီဇအရာအားနည်းသူများအလိုလျောက်စစ်စစ်ခြင်းဥပမာရှုပ်ထွေးသောလူမျိုးရေးစင်ဝင်များကိုနားလည်နိုင်သူများသာကြော်ပြနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။အဲလေးကဆက်စုပ်ယုံရှားတဲ့ကြောက်စိတ်ကိုလည်းဖော်ပြထားပါတယ်။အဲဒါကတော့မီးတိမျိုးစိတ်တို့ဆိုကျွန်တော်တို့ဆက်စုပ်ယုံရှားပွဲဖြစ်သတ်မှတ်ထားသောအရာများကိုရှောင်ရှားတဲ့အဖွဲ့ဝင်များဟာပုံမကောင်းမွန်တဲ့အသက်ရှင်သန်တာကြောင့်မြင်သာထင်ရှားရှိလာပါတယ်။ဥပမာသူတို့ရဲ့မစင်မှာအန္တရာယ်ရှိတဲ့ကပ်ပါဘိုးတွေပါနိုင်တဲ့တိရစ္ဆာန်တွေကသူတို့ရဲ့အငြိကြီးတွေနားမှာအစာမစားပဲနေထိုင်ကြတာဖြစ်ပါတယ်။ဒီလိုအလေးထားတွေကပိုပြီးတန်ရှင်းတဲ့အခြေအနေတွေနဲ့ပိုပြီးအသက်ရှင်နိုင်တဲ့မျိုးစိတ်တစ်ခုဖြစ်ပေါ်စေပါတယ်။2009ခုနှစ်တွင် BBC ကနေပြီးအခြားတက်ရောက်မှုရှိတဲ့အချက်တစ်ခုကိုလေ့လာစူးစမ်းခဲ့ပါတယ်။အဲဒါကတော့မျိုးစိတ်အချို့မှာတားပေါက်များမွေးပြီးချိန်အသက်ရှင်အသက်ဖြစ်နေတတ်ပြီးတော့အဲ့ဒီမျိုးစိတ်တွေကဘဝတစ်လျှောက်လုံးသူတို့ရဲ့အချိန်ကိုသားသမီးမွေးဖွားရန်သာအဓိကထားပြီးတော့ပြုစုဆောင်ရှောက်အချိန်ဖြုံးရမလို့အတော့ပါသူတို့ရဲ့တားပေါက်များဟာထို့ပြုစုဆောင်ရှောက်မှုကိုမလိုပါချီအလွန်အစောကြီးရင်းကျက်တဲ့တရားဝါများဥပမာမကာဖို့တ်နှစ်မျိုးစိတ်ဟာဆိုရင်တော့အတောင်မှအမွေးများအပြည့်စုံပြီးပေါက်ဖွားလာပြီးတော့မှဥမာပေါက်ဖွားပြီးနိုင်ပိုင်းတွင်ကိုယ်တိုင်ပြန်တန်းနိုင်ကြပါတယ်တခြားတစ်ဖက်မှာတော့လူကလေးများကတော့အလုံးမင်းလူညံ့သိမွေးကြပါတယ်ကျွန်တော်တို့ဒီမွေးဖွားစဉ်တော့ပါဇက်ထဲသို့တိုက်ရိုက်ထည့်ပေးတဲ့အစာအစာကိုမျိုးချနိုင်အောင်ဒါလုံးနိုင်ပြီအခြားဘာမှသိမလုံးနိုင်ပါဘူးမွေးကိစ္စကလေးများလမ်းမလျှောက်နိုင်ပါဘူးစကားမပြောနိုင်ပါဘူးဒီကိုယ်တိုင်ထမင်းဟင်းနဲ့မချက်တတ်တယ်လို့အလုပ်တို့ကိုယ်ပိုင်ကလည်းမောင်းသွားနိုင်မှာမဟုတ်ပါဘူးဒါဟာနည်းနည်းတော့ရှင်းပြကောင်းတယ်ဗျလူသားတွေကဘာကြောင့်မွေးဖွားချိန်မှာအသက်ရှင်ဖို့အဆင်သင့်မဖြစ်သေးတာလဲဘာကြောင့်မွေးပြီးတဲ့နောက်မှာတော့ဖွံ့ဖြိုးဖို့အချိန်အများကြီးလိုအပ်နေသေးတာလဲ
ရှင်းလင်းချက်တစ်ခုကတော့ဒါဟာကျွန်တော်တို့လူသားတွေအရန်ထမြက်လို့ပါတယ်အုံနောက်ရွယ်စားခန္ဓာကိုယ်ရွယ်စားနဲ့ဆက်ဆက်နေပါတယ်ခန္ဓာကိုကြီးလာတာနဲ့မြအုံနောက်လည်းကြီးလာဖို့လိုအပ်ပါတယ်ဥပမာကြွက်တဲ့အုံနောက်တွေကလူသားတွေကပိုပြီးသေးတယ်ဒါပေမဲ့လူသားတွေရဲ့အုံနောက်တွေကဝေလံကားတွေအုံနောက်တွေပိုပြီးတော့သေးပါတယ်ဒါပေမဲ့အုံနောက်ကြီးတိုင်းညံရင်မြင်ပါတယ်လို့ဆိုလာမဟုတ်ဘူးဗျတကယ်တော့အုံနောက်ကြီးကညံမြင်မှုမညွန့်အုံနောက်အရွယ်စားနဲ့ခန္ဓာကိုယ်အရွယ်စားအချိုးရတာပို့ပြီးအရေးကြီးတယ်ဗျကျွန်တော်တို့ရဲ့ခန္ဓာအရွယ်စားနဲ့တိုင်းရှင်လို့ရှိရင်ကျွန်တော်တို့ရဲ့အုံနောက်တွေအလွန်ကြီးမားပါတယ်ဗျဒါစိတ်ဝင်စားဖို့ကောင်းတယ်ဗျဒီချက်ရဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့လူသားမိခင်ကသိငယ်တဲ့ခန္ဓာကိုယ်ကနေပြီးကျွန်တော်တို့ရဲ့ကြီးမားတဲ့အုံနောက်ကိုဝေးဖွားလာနိုင်ဖို့ဆိုလို့ရှိရင်အပြည့်အဝမဖွင့်ပြိုးသေးတဲ့အုံနောက်နဲ့သာဝေးဖွားလာဖို့ဖြစ်ပါတယ်အုံနောက်နဲ့အုံကောင်နောက်ပိုင်းမှာကြီးထွားလာမယ့်အရွယ်အစားဒီလောလောဆယ်မရောက်သေးတဲ့အတွက်လူသားကလေးတွေအလုံးပင်ကူးဆိုင်ဝင်တဲ့ဖွင့်ပြိုးရင်အချိန်အများကြီးလိုအပ်ပါတယ်ခင်ဗျသူတို့ရဲ့အုံနောက်တွေတိကျရက်တည်နိုင်ဖို့အစင်းသစ်ဖြစ်တဲ့ဒီလိုအချိန်ယူရခြင်းဖြစ်ပါတယ်တီအိုရီကဆိုလို့ရှိရင်လူသားတွေအတွက်အဝတ်မပါမနေခြင်းနဲ့အချိန်တိုင်းမိတ်လိုက်ခြင်းတို့အားဆိုရင်ဦးစားပေးရမယ့်ကိစ္စတွေမှာနည်းနည်းလျော့သွားနိုင်ပါတယ်ဗျ။ရိုင်းပြမှုကိုရှောင်ကျဉ်ပြီးတော့လူရင်ချင်းမှုအလေးထားတဲ့လူမှုအဖွဲ့အစည်းတွေမှာကလေးတွေကိုပြုထောင်ရေးအတွက်အချိန်နဲ့အရင်မြစ်တွေပို့ပြီးတော့သုံးစွဲနိုင်ကြပါတယ်။အပေါ်မိဖက်တွေနဲ့လိင်ဆက်ဆံမှုကိုရှောင်ရှားခြင်းဖြင့်ကလေးအများကြီးမွေးဖို့တဲ့စီးပီးယားကလေးတွေကောင်းမွန်စွာကြီးပြင်းလာစေဖို့နဲ့နောင်တွင်သူတို့ကိုယ်တိုင်ကျန်းမာတဲ့မျိုးဆက်တွေမွေးဖွားလာနိုင်ဖို့အခွင့်အလမ်းပိုရစေပါတယ်။အဝတ်စားများလိုအပ်ချက်ကိုထူးကောင်းမွန်စွာဖြည့်ဆည်းပေးပါတယ်။၎င်းတို့ဟာလိင်အင်္ဂါများကိုဖုံးကွယ်ပြီးုံသာမကအခြားအရေးကြီးသောအလုပ်များအတွက်အချိန်ပိုမိုရရှိပါစေပါတယ်ခင်ဗျ။တနည်းဆိုရဆိုလို့ရှိရင်အဝတ်စားများလူသားတွေထူးခြားသောဉာဏ်ရည်မြင်မှမှုရလဒ်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ချိန်အဝတ်စားဝတ်ဆင်တဲ့အခါတွင်တင့်အနေနဲ့ဝတ်လက်ဆက်လက်အဝတ်ပလာကြီးလမ်းမှာပေါ်ထွက်မပြေးရခြင်းအကြောင်းရင်းကတော့တင့်တွင်ကြီးမားသောအုံနောက်ရှိသောကြောင့်ဖြစ်ပါသည်ဟုသင်သတိရလိုက်ပါတင်ဝတ်ဆင်ထားတဲ့အဝတ်စားများဘလို့ပဲရိုးရှင်းနေစေကမို့၎င်းတို့သည်ကျွန်တော်တို့လူသားများဉာဏ်ရည်ကောင်းကြောင်းအစဉ်တန်းမြင်မာကြောင်းအမြဲတမ်းပေးနေသောအထောက်အထားများပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်နောက်လည်းဘုဒ္ဓတရားဆရာဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေး subscribe လုပ်သွားပြီးတော့တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နဲ့ဗျာကျမ်းမာချမ်းသာကြပါစေခင်ဗျာ